လောက်ခမရတို့မှာလစဉ်ဝင်ငွေအနေနဲ့ဒါမြန်မာငွေ300ကျော်တဲ့အထက်ရှိရဆိုလို့ရှိရင် UAE မှာအိမ်ဝယ်ယူစုဆောင်းနိုင်လို့ရရှိနိုင်အဲ့တော့ပေါ်ပေါ်ပဲနဲ့အခန်းသေးသေးလေးလို့လည်းမထင်လိုက်နဲ့ဘူးနော် one bedroom အခန်းကျယ်တွေကိုမှာ sea facing apartment တွေကိုဝယ်ယူရရှိနိုင်မှာဖြစ်တယ် location အဖြစ်ပြောပါဆိုလို့ရှိရင်လည်း downtown နဲ့မိနစ်20တည်းပဲဝေးမှာဖြစ်ပြီးတော့ဒါအရမ်းမိုက်တဲ့ location တနေရာမှာရှိတယ်စတင်ပြီးရောင်းချတော့ကသူတို့ကတဟန်း8,600ဝန်းကျင်နဲ့ရောင်းချခဲ့တာဆိုတော့မြန်မာငွေနဲ့ဆိုရင်3,000ဝန်းကျင်ဖြစ်နေမယ်ဒါပေမဲ့အခုလက်ရှိလွန်ခဲ့တဲ့10ရက်ကဝယ်ထားတဲ့ client နေရာဆိုလို့ရှိရင်တော့အခုအချိန်မှာ3,500ထက်အထက်3,000ဝန်းကျင်မှာမြတ်နေပြီဖြစ်တယ် payment plan လေးကိုပြပြပါဆိုလို့ရှိရင်လည်း30-80ဖြစ်တဲ့အပြင်ကို10ရာခိုင်နှုန်းကဒါ payment အနေနဲ့ပေးသွင်းရမှာဆိုတော့ကျန်တဲ့20ရာခိုင်နှုန်းကို၄နှစ်အတွင်းပေးသွင်းရမယ်အဲ့တော့တစ်လကိုတွက်လိုက်မယ်ဆိုလို့ရှိရင်42သိန်းဝန်းကျင်ပေးသွင်းရုံနဲ့အခန်းရယူပိုင်ဆိုင်နိုင်တယ်ဖြစ်တယ်အဲ့တော့၄နှစ်အတွင်းကိုကပေးသွင်းပြီးလို့အခန်းရရှိတဲ့အချိန်မှာ90ရာခိုင်နှုန်းကိုကပေးစရာမလိုဘဲနဲ့ mortgage apply လုပ်လို့ရတယ် mortgage ကလည်း9နှစ်10နှစ်15နှစ်25နှစ်အထိကိုအမျိုးမျိုးဝယ်ယူရရှိနိုင်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒါကိုကအခန်းကိုငါးစားထားရင်းနဲ့အခန်းငါးစားထားလို့ရတဲ့ပတ်စံကို mortgage ကိုပေးသွင်းသွားရုံနဲ့ကိုကဝယ်ယူရရှိနိုင်တယ်ဒါမှမဟုတ်ကိုယ်တိုင်ကကိုပြန်ရောင်းခြင်းနဲ့ဆိုလို့ရှိရင်လည်းနှစ်တအကြာကြီးကြာလို့ပြန်ရောင်းခြင်းနဲ့အမေရောက်ပြန်ရောင်းခြင်းနဲ့ဆိုလို့ရှိရင်အမေအများကြီးရတော့မှဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီ project တွေကိုစိတ်ဝင်စားတယ် investment လုပ်ခြင်းနဲ့ဆိုလို့ရှိရင်တော့အဲ့ကိုစီမလာရောက်စုံစမ်းဆက်သွယ်ပြီးဝယ်ယူလို့ရရှိနိုင်ပါတယ်